The respect for ethnic and religious minorities underpins the foundation of a stable, prosperous, unified, and peaceful Burma. Madam Chair, for nearly 20 years, our organization has been involved in monitoring and documenting the human rights situation. Chinland Post ko jishu api ni to prita mya athuje yutin mare kuchi ma choro chinlu khwin yi phwe si ma Deputy Executive Director Salai za Ling ne twisung ni ma phya le di chinlu khwin yi phwe si CHRO ma so yin do chin pi ni ne Myanmarနိုင်ငံအနောက်ဖက်ပိုင်းမှာ2019အတွင်းမှာဖြစ်ပျက်နေတဲ့လူခွင့်ရေးချီနေတွေကိုနှစ်ပတ်လေအစဉ်ခါစားတော့ထုတ်ထားတာဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေးဆုံနေမှာဖြစ်ပါတယ် Salai za Ling နေနဲ့ဒီ2019နှစ်ပတ်လေအစဉ်ခါစားမှာပါတီအတိကထိထားတယ်ပေါ့နော်ဒီဥစ္စာတွေနည်းပြောပြပါဟုတ်ကဲ့ကျွန်တော်တို့ဒီနှစ် solution ဒီနှစ်ပတ်လေအစီရင်ခံစာလူခွင့်ရေးနဲ့ပတ်သက်တဲ့ထုတ်တာပထမအကြိမ်ထုတ်ထားတာဖြစ်တယ်ဟိုပြီးခဲ့တဲ့နှစ်ဒီမှာ solution ကျွန်တော်တို့ဒီ thematic issue လိုက်ခွဲပြီးတော့ထုတ်ထားတဲ့ဟာတွေရှိသလိုဒီနေ့ထုတ်ထားတာတော့ဒီ2019ခုနှစ်တွင်းမှာဖြစ်ပျက်တဲ့လူခွင့်ရေးအခြေအနေတွေကိုစုဆောင်းပြီးတော့ပြန်ထုတ်တာဖြစ်တယ်အဲ့ဒါဒီနေ့ဒီဇင်ဘာ10ရက်ဒီကမ္ဘာလူခွင့်ရေးနေ့နဲ့တိုက်ဆိုင်ပြီးတော့တမင်တကာထုတ်ထားတာဖြစ်တယ်ဆိုတော့ဒီထဲမှာအဓိကကျွန်တော်တို့2019မှာဖြစ်ပျက်တဲ့လူခွင့်ရေးအခြေအနေဒီချင်းပြည်နယ်မှာတင်မကဘဲနဲ့ဒီအနောက်ပိုင်းမြန်မာနိုင်ငံဒေသဖြစ်ကြတဲ့ဒီရခိုင်ပြည်နယ်မကွေးတိုင်းပြီးတော့စကိုင်းတိုင်းကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ချင်းဒီအများကြီးနေထိုင်တဲ့ဒေသတွေမှာဖြစ်ပျက်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုတင်ပြတာဖြစ်တယ်ဒီထဲမှာကျွန်တော်တို့ဘာတွေတွေ့ရတယ်လဲဆိုလို့ရှိရင်အဓိကပထမချက်ကဒီ data တဝမ်းလုံးမှာကျွန်တော်တို့အဓိကဖြစ်ဖြစ်နေတာဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်တဲ့ချိုးဖောက်မှုတွေကျွန်တော်တို့အများကြီးတွေ့ရတယ်တစ်ဖက်မှာဆိုလို့ရှိရင်ဒီဘာသာရေးချိုးဖောက်မှုဘာသာရေးလွတ်လပ်မှုချိုးဖောက်မှုတွေကကျွန်တော်တို့အဓိကချင်းပြည်နယ်မှာဒီမကဘဲနဲ့ဒီဒေသတွေမှာလည်းဖြစ်ပျက်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဖြစ်ပုံဖြစ်နေရတော့မတူကြဘူးပေါ့ဒီထဲမှာတင်အဓိကကျွန်တော်တွေ့ရှိထားတာဒီနေ့အတွင်းမှာဟိုအရင်ကလိုပဲအပြောင်းလဲမရှိသေးဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်ဒီအပြောင်းလဲမရှိဘူးဆိုတာကဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ဒီဘာသာရေးအဆောက်အုံဆောက်မပေးတာရယ်ပြီးတော့ဘာသာရေးသာသနာပိုင်ဆိုင်ခွင့်မပေးတာရယ်ဒါရှိနေစေပါပဲဒါအထူးဆန်းတော့မဟုတ်ပါဘူးကျွန်တော်တို့ဟိုဒီစစ်တပ်အုပ်ချုပ်တဲ့အချိန်ကနေစပြီးတော့ဒါတွေဖြစ်ဖြစ်လာတာကိုတွေ့ရတယ်ပြီးတော့တခုရှိတာတော့ဒီနှစ်မှလည်းဟိုအရင်ကလိုပဲကျွန်တော်တို့ဒီပြဿနာကရှိနေတော့ပဲဆိုတော့ဟာကိုကျွန်တော်ပြောချင်တယ်ပြီးတော့ဒီချင်းပြည်နယ်ပြည်ပခုနပြောတဲ့ data ဒီမှာဆိုလို့ရှိရင်ဖ
ဖျားเจ้าဆောက်ခွင့်မပေးတာတင်မကဘူးဒီချင်းခရစ်ယာန်ဒီအမှအဲ့ဒီဒေတာမှာနေတဲ့လူတွေကလူနေစုဖြစ်နေတဲ့ခါကျတော့ဒီ violent attacks ဒီအကြမ်းဖက်မှုတွေသူတို့ခံရတာရှိတယ်အများကြီးဒီဝတ်ဖျားเจ้าဝတ်ပြုတ်မပေးတာရယ်ခရစ်စမတ်ရာသီမှာသူတို့ဒီခရစ်ယာန်ဘာသာဝင်အနေနဲ့လှုပ်ရှားခွင့်မပေးတာရယ်ပြီးတော့ဒီသူတို့အိမ်ကိုခဲနဲ့ပေါက်တာမျိုးရယ်အဲ့ဒါကြီးကျွန်တော်အများကြီးမှတ်တမ်းတင်ခဲ့တယ်ပြီးတော့တစ်ဖက်မှာဒီနှစ်အဓိကကျွန်တော်တို့ဆူဆူဝါဖြစ်နေတာချင်းပြည်မြောက်တောင်ပိုင်းမှာဖြစ်ပြနေတဲ့ဒီပလဝတ်နေမြန်မာဒီရခိုင်တမရောနဲ့မြန်မာတမရောတို့ကြားထဲမှာဖြစ်ပြနေတဲ့တိုက်ပွဲတွေကြောင့်လူထုချင်းပြည်သူလူထုတွေကအများကြီးပဲခံစားရတယ်သူတို့ဒီတိုက်ပွဲစခါနီးဒီတိုက်ပွဲစတဲ့ချိန်ဒီ2015လောက်ကနေစတင်ခဲ့အခု၄နှစ်ကြာအတွင်းမှာဒီနှစ်ကအဆိုးအဆုံးချူဖောက်မှုတွေကျွန်တော်တို့တွေ့ရှိနေရတယ်အဓိကဘာဖြစ်လဲဆိုလို့ရှိရင်ဒီအပြစ်မဲ့ချင်းပြည်သူပြည်သားတွေကိုဒီအတင်းအဓမ္မဖမ်းပြီးတော့ခေါ်ဆောင်သွားတာမျိုးညှဉ်းပန်းနှိပ်စက်တာမျိုးပြီးတော့ဒီ forced labor အတင်းအဓမ္မစိတ်ခိုင်းတာအဲ့ဒါကြီးအများကြီးကျွန်တော်တို့တွေ့ရှိခဲ့တယ်ဒါတင်မကပဲဒီမြုပ်မိုင်းမိုင်းပြဿနာတိုးပွားတာကိုလည်းကျွန်တော်တို့တွေ့နေရတယ်ပြီးတော့ဒီအခုဖြစ်ပြနေတဲ့တိုက်ပွဲအတွက်ကြောင့်ဒီပြည်သူလူထုတွေစစ်ဘေးရှောင်တဲ့ပြည်သူလူထုတွေကပို့ပြီးတော့ဒီနေ့မှာပုံများလာတယ်ခုနောက်ဆုံးကျွန်တော်တို့တည်ထားတဲ့လောက်ဆိုလို့ရှိရင်အနည်းဆုံး6000လောက်ပလက်ဝတ်နေရနေဒီသူတို့ရွာတွေကိုရွာလုံးကျွတ်ဆုံးခွာသွားပြီးတော့တခြားနေရာမှာပုံအောင်တာမျိုးIDP အနေနဲ့သူတို့စစ်ရှောင်တာကိုကျွန်တော်တွေ့နေရတယ်CHRO ချင်းလူခွင့်ရေးဖွဲ့စည်းရဆိုရင်တော့ဒီ UN မှာအထူးတံပြင်ခိုင်ဖွဲ့စည်းမှာပါဝင်တယ်လို့ကျွန်တော်ကြားရတာပေါ့လေအဲ့တော့အခုထောက်နေတဲ့နိပတ်လေးစင်ကန်ဆာက UN မှာဘယ်လိုပုံစံနဲ့OKC ဘယ်လိုတွားလို့မလဲပြင်ကျွန်တော်ဒီမြန်မာနိုင်ငံမှာရောသက်ဆိုင်ရာတိုင်းဒေသနဲ့ကန်ဖွဲ့စည်းရောအစိုးရရောဒီတမတော်ဖက်ရောတော့ပြီးတော့တော့ပြပူ position ရှိတယ်လားဟုတ်ကဲ့ကျွန်တော်တို့ဒီအစီခံစာထုတ်တာလေဖြစ်စေချင်တဲ့ရည်ရွယ်ချက်တော့ရှိပါတယ်အဓိကဖြစ်ပါဖြစ်လဲဆိုတော့ဒီကျွန်တော်တို့တွေးရှိချက်တွေကဒီလူခွင့်ရေးချူဖောက်မှုတွေဒီ2019မှာဖြစ်ပျက်ခဲ့တဲ့လူခွင့်ရေးချူဖောက်မှုတွေကဒီအဓိကကျူးလွန်သူကဗမာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်ဖွဲ့စည်းရဲ့ချူဖောက်မှုတွေဖြစ်တယ်အဲ့ဒါအဓိကအဖြစ်သူတို့ဒါကိုကျွန်တော်တို့စောင့်ကြည့်နေပါတယ်ဆိုတာကိုကျွန်တော်တို့သိစေချင်တယ်သူတို့ကိုဒုတိယချက်အနေနဲ့ဒီအစီရင်ခံစာကိုဒီအစိုးရစီမှာလည်းကျွန်တော်တို့ပေးဖို့စီစဉ်ရှိတယ်သက်ဆိုင်ရာတွေကို
ပြီးတော့ကျွန်တော်တို့2018နဲ့စပြီးတော့ခုနပြောတဲ့ဒီ special consultative status ဆိုတဲ့ဒီကမ္ဘာကုလသမဂ္ဂရဲ့ဒီစီပွားရေးနဲ့လူမှုရေးဆိုင်ရာကောင်စီအနေအတိမတ်ပြုတ်ချင်းခံရပါတယ်သူတို့မြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဒီအထူးအတိုင်ပင်ခံအဖွဲ့အစည်းတရက်လို့သူတို့ကျွန်တော်တို့အတိမတ်ပြုတ်ခဲ့တယ်အနေရမှာဘာဖြစ်တယ်လဲဆိုလို့ရှိရင်UN မရှိတဲ့ဒီလူခွင့်ရေးနဲ့သက်ဆိုင်တဲ့ဒီအစည်းအဝေးဒီforum ဒီမှာကျွန်တော်တို့ဒီအမြဲတမ်းတက်ခွင့်ရတယ်လို့ကျွန်တော်တို့တင်သွင်းထားတဲ့စာတွေကိုလည်းသူတို့ UN record ထဲမှာဒီ automatic ဝင်သွားမယ်အခုကျွန်တော်တို့ဒီ2019လူခွင့်ရေးအစီရင်ခံစာကိုလည်းကျွန်တော်တို့ဒီသက်ဆိုင်ရာအသီးသီးစီကိုရောက်ရှိနိုင်အောင်ကျွန်တော်တို့ advocacy mission တွေပြီးတော့ဒီ media နဲ့တစ်ဆက်ဒီလို့ဖို့ကျွန်တော်တို့အစီအစဉ်ရှိနေတယ်ဒီလဒီခရစ်စမတ်တိုင်းကမှာလည်းကျွန်တော်တို့ Geneva ကိုသွားပြီးတော့ဒီ UN အဖွဲ့အသီးသီးတွေအဖွဲ့အစည်းသီးသီးတွေကိုကျွန်တော်တို့သွားတွေ့ဆုံဖို့ရှိတယ်ဒီကျွန်တော်တို့ဒီ report ကိုယူသွားပြီးတော့သူတို့2019မှာဖြစ်ခဲ့တဲ့ဒီလူခွင့်ရေးနဲ့ပတ်သက်တဲ့ဟာတွေကိုသူတို့ပြောပြပြီးတော့ကျွန်တော်တို့ advocacy တွေလုပ်မယ်ပြီးတော့တစ်ဖက်မှာကြတော့လေဒီရန်ကုန်မှာလေဒီ embassy တီတီတွေစီကိုသွားပြီးတော့ဒီစီရင်စာကိုကျွန်တော်တို့မျှဝေပေးမယ်ပြီးတော့ဒီအဓိကကျွန်တော်တောင်းဆိုချက်တွေထဲမှာပါတဲ့အချက်တွေကိုဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေအသိရှိနိုင်အောင်ကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်ပြီးတော့တစ်ဖက်အနေနဲ့လည်းဒီ report ကိုကျွန်တော် print လုပ်ပြီးတော့ဒီ physical copy တွေကို like ဝေပေးမဲ့အစီအစဉ်လည်းရှိပါတယ်အရင်နှစ်ဒီမှာဆိုရင်တော့ဒီ data တိုင်းတာလူမျိုးများဖွံ့ဖြိုးရေးဌာနတွေပေါ့လေဒီနာတာလာခံနေပြီးတော့ဟိုခရီးရန်ကလေးတွေသူတို့အဲ့ဒီနာတာလာမှာတွင်းတာကြီးပေါ့နော်အဲ့လိုမျိုးလေးတွေးရတာပေါ့အခုအချိန်မှာအဲ့ဒီနာတာလာရဲ့လက်ဆောင်ချက်တွေရဲ့အခြေအနေတွေရှိပါတယ်ပေါ့အဲ့ဒီအခြေအနေကဒီမှာတည်တံ့ဖော်ပြထားတာတော့ကျွန်တော်တို့ report ထဲမှာဒီနေ့ report မှာတော့တည်တံ့ဖော်ပြထားတာမရှိဘူးဒါပေမဲ့လို့ကျွန်တော်တို့2012မှာထုတ်ထားတဲ့ report မှာအဆုံးလင်းပါတယ်ဒါကိုလည်းကျွန်တော်တို့follow up report လုပ်ဖို့ရှိပါတယ်ဒါပေမဲ့လို့အပြောင်းလဲဆိုတာတော့မရှိသေးပါဘူးခုနပြောထားတဲ့ဒီခရစ်ယာန်ပြီးတော့လူနေစုဖက်ဒီတိုင်းသားနေစတဲ့တာမှာရှိတဲ့တိုင်းသားကလေးတွေကိုနာတာလာကျောင်းမှာထားပြီးတော့ဟိုဒီဖြစ်ပြတဲ့ဟာတွေကျွန်တော်တို့မတန်တင်ထားတာတော့ရှိတယ်ဒီ program တစ်ခုလုံးအစီအစဉ်တစ်ခုလုံးကြီးရရှိနေစေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟို2012မှာဖော်ပြထားတဲ့ဒီပြဿနာပေါင်းစုံကရှိနေတော့မှာပဲဆိုတာကျွန်တော်ပထမချက်နဲ့ပြောချင်တယ်ဒီနာတာလာကိုလောက်စဒီထောင်လာတဲ့ဒီအဓိကအချက်မှာပါဒါဘာလဲဆိုတော့ဒီတိုင်းသားလူငယ်တွေကို
သူတို့ဒီတည်တံ့အကြောင်းတွေထားပြီးတော့ဒီ union spirit ပြည်ထောင်စုစိတ်သက်ဟိုသူတို့ပြည်ထောင်စုစိတ်သက်ရှိလာအောင်ဒီတင်သွင်းတဲ့အစီအစဉ်ရှိတယ်ကျွန်တော်ဒီတလောက်ဆိုလို့ရှိရင်ဒီအစီအစဉ်ကြီးရဆိုလို့ရှိရင်အနှစ်30မဟာစီမံကိန်းအထက်မှာပါတဲ့ဒီအစီအစဉ်တစ်ခုဖြစ်တယ်အဲ့ဒီမဟာစီမံကိန်းမှာဒီတိုင်းသားဒေတာဒီမှာကလေးတွေကိုသူတို့စာသင်ခိုင်းမယ်ဒီ generation ကြီးကိုအပြောင်းလဲလုပ်မယ်ဆိုတဲ့ဟာအဓိကသူတို့ရဲ့ရည်ရွယ်ချက်ဆိုတော့နာတာလာကျောင်းလဲချင်းပင်မှာကျွန်တော်တို့ပို့ပြီးတော့များပြားလာတာတွေ့ရတယ်ကျောင်းများသလိုဟိုကလည်းဒီကျောင်းသူကျောင်းသားတွေကလည်းပို့ပြီးတော့များပြားလာတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ဆိုတော့ဒီအစီအစဉ်ကြီးကတော့ရှိနေစေပါပဲဟို2012ကျွန်တော်တို့report မှာတောင်းဆိုထားတာဒီအစီအစဉ်ကြီးကိုဖျက်သိမ်းပြီးတော့ဒီ education ministry မှာပေါင်းလိုက်လို့ရှင်မကောင်းဘူးလားဆိုတော့အကြံပေးချက်တွေလည်းကျွန်တော်တို့လုပ်ခဲ့တယ်အဲ့ဒါတွေကိုလည်းအခုချိန်ထိလောက်တာမရှိသေးပါဘူးဆိုတော့အဓိကအဖြစ်ခုနပြောသလိုဒီ policy ကြီးကပြောင်းလဲမှုမရှိလာသေးဘူးအဲ့ဒါကြောင့်ဒီဟာလည်းတစ်ဖက်ကဆိုလို့ရှိရင်ဘာသာရေးလွတ်မှုကိုချူဖောက်ရကြသလိုတစ်ဖက်မှာကြတော့လေဒီတိုင်းသားလူမျိုးများရဲ့သူတို့ဒီရင်ကျမှုဒလက်ထုံတန်းစင်လာတွေကိုဖြစ်သိမ်းဖို့ကျူးစားတဲ့အစီအစဉ်တစ်ခုဖြစ်နေစေပါပဲဆိုတော့ကျွန်တော်ပြောချင်တယ်ဆေးဆော်ဆို1995ခန်းနေပြီးတော့ဟိုအခုချင်းကြီးပေါ့နော်ဒီအရင်ဆေးဆူရခက်တုံးကသူတို့ရဲ့ဒီလူခွင့်ချုပ်ပေါ်မှုတွေပြီးကျတော့ချင်းတွေရဲ့ဟိုအနေထားကြီးပေါ့နိုင်ငံတကာကိုတွားပြီးတော့ report ထောက်တဲ့ဟာလေးတွေပြီးရင်လူဘူတိုင်းနဲ့တွားပြီးတော့ advocate တွေတွားလုပ်တယ်လို့ကျွန်တော်ကြားရအောင်လေကျွန်တော်ဒီဟိုနိုင်ငံတကာကချင်းတွေရဲ့အခြေအနေဘယ်လောက်ဟိုသိရှိမယ်လို့ထင်တယ်လေပေါ့နော်ဟုတ်ကဲ့CHRO ကခုနပြောသလိုပေါ့1995နဲ့စတင်ဖွဲ့စည်းလာတဲ့ဖွဲ့စည်းဖြစ်တယ်အဲ့ဒါဖွဲ့စည်းခြင်းရဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီစစ်အစိုးရအနေလူခွင့်ရေးချိုးဖောက်ခံရတဲ့ဒီအဖြစ်အပျက်တွေကိုကျွန်တော်တို့မှတ်တမ်းတင်ခြင်းလို့ဖွဲ့စည်းခဲ့တာဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့ဒီအဲ့ဒီချိန်တုန်းကနိုင်ငံတကာမြန်မာပြည်အကြောင်းကိုတည်တင်တဲ့လောက်တည်ထားပေမဲ့ကျွန်တော်တို့ချင်းတွေအကြောင်းသိခဲ့တာမရှိဘူး။ဥပမာဆိုလို့ရှိရင်နိုင်ငံတကာကအများစုသူတို့တည်ထားတာဒေါအောင်ဆန်းစုကြည်အကြောင်းကိုကျွန်တော်သူတို့သိတယ်။ပြီးတော့grand ရှမ်းတို့ဒီထိုင်းနေဆက်တဝဲမှာရှိတဲ့ဒုက္ခတွေအကြောင်းတွေကိုတစုံတရာသိတယ်အဲ့ဒါပဲရှိတယ်ကျွန်တော်တို့ချင်းပြည်သူတွေရဲ့ခံစားနေရတဲ့ဒီလူခွင့်ရေးချိုးဖောက်မှုတွေကျွန်တော်တို့အကြောင်းသူတို့သိခဲ့တာမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဟိုနိုင်ငံခြားသားတယောက်ကိုမေးလို့ရှိရင်နဲ့တွေ့လို့ရှိရင်ဒီချင်းပြည်နယ်ကပါဆိုလို့ရှိရင်ချင်းပြည်နယ်ဘယ်မှာရှိနေမှန်းတောင်သူတို့သိတာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီကျွန်တော်တို့ခံစားနေရတဲ့ပြဿနာတွေကိုပါတစ်ခုလုံးကသိရအောင်ဆိုပြီးတော့ကျွန်တော်တို့
မှတ်တမ်းတင်လူခွင့်ရေးမှတ်တမ်းတင်ခြင်းကိုကျွန်တော်တို့လှုပ်ဆောင်ခဲ့တာဖြစ်တယ်ဆိုတော့ဒီအနှစ်25အတွင်းမှာအဲ့ဒီစတီထောင်ခဲ့တဲ့အရည်ရွယ်ချက်ကျွန်တော်တို့လုပ်နေစေပါပဲဒီကျွန်တော်တို့လုပ်ခဲ့တဲ့အရာအလုံးဆိုလို့ရှိရင်ဒီ25နှစ်အတော်တွင်းမှာလုပ်ခဲ့တဲ့အရာအလုံးကဆိုလို့ရှိရင်လူခွင့်ရေးမှတ်တမ်းတင်တာပဲဆိုတော့ဟိုအရင်ကစလုပ်ကြရနေဘယ်လောက်ထိနိုင်ငံတကာကျွန်တော်တို့ချင်းချောင်းကိုသိပြီလဲဆိုတာဒီတွေ့လို့ရတာပေါ့ဘာလို့ဆိုတော့ဒီတခြားနေရာမှာကျွန်တော်တို့လူခွင့်ရေးချင်းနေချင်းပြည်နယ်ရဲ့လူခွင့်ရေးချင်းနေကိုတွေ့မှာမဟုတ်လို့တဲ့အဖွဲ့အစည်းတွေကလည်းမရှိကြဘူးဆိုတော့အဲ့ဒါကိုပဲအခြေခံပြီးတော့နိုင်ငံတကာသူတို့မြန်မာပြည် policy ချတဲ့နေရာမှာပဲဖြစ်ဖြစ်ချင်းချောင်းကိုစဉ်းစားတဲ့နေရာမှာပဲဖြစ်ဖြစ်သူတို့အဲ့ဒါကိုကူကားပြီးတော့လောက်တာဖြစ်တယ်ဆိုတော့ဒီအခုချင်းဒီအများကြီးနိုင်ငံတကာဒုက္ခတွေနဲ့အနေနဲ့အဖြစ်နဲ့နိုင်ငံတကာမှာရောက်နေကြတယ်ဆိုတာလေဒီအဓိကသူတို့စကြည့်တာချင်းပြည်နယ်မှာပါဖြစ်ပျက်တယ်လေဆိုတာကိုဒီနိုင်ငံတွေကတော့မဟုတ်ဒီ UNHCR ပေါ့အဓိကသူတို့ကူကာပြီးတော့ကြည်တာကျွန်တော်တို့မှတ်တမ်းကိုပဲသူတို့အရင်ကြည်တာဆိုတော့အဲ country of origin information ကျွန်တော်ထွက်လာတဲ့အတိုင်းပြည်ရဲ့အခြေအနေသူတို့ကြည်တဲ့နေရာမှာတခုခုဆုံးဖြတ်ချက်ချမယ်ဆိုလို့ရှိရင်အဲ့ဒါကိုကူကာပြီးတော့သူတို့ဆုံးဖြတ်ချက်ချလေရှိတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ရဲ့မှတ်တမ်းတွေကသူတို့ကြည့်ပြီးတော့မှအဲ့လိုလှုပ်ထားရှိတယ်ဆိုတော့ဒီအခုကျွန်တော်တို့ထုတ်ထားတဲ့ report ဒါလည်းအဲ့ဒီလိုပဲလာမဲ့ဒီနှစ်အတွင်းမှာသူတို့ဘာဖြစ်ပျက်ခဲ့တယ်လဲဆိုတော့2019မှာဘာဖြစ်ခဲ့တယ်လဲချင်းပြည်နယ်အခြေအနေကဘယ်လိုတူတက်မှုရှိတယ်လဲရှိမရှိသူတို့ပြန်ကြည့်တဲ့နေရာမှာဒီဟာကိုပဲသူတို့ပြန်ကြည့်ဖို့အလားအလာရှိတယ်ပေါ့ဆိုတော့ချင်းဒီမှာဒီဒုက္ခတွေနေနဲ့သွားတဲ့လူများနေတော့ဟိုတချို့လူမျိုးတွေကလည်းဖြစ်သဘာတော်ဘောလူတွေကလည်းဖြစ်ပေါ့လေချင်းတွေကတကယ်ဒီဖြိုကြီးမဟုတ်ပေါ့ဒုက္ခတွေမဟုတ်ပါဘူးသူတို့ကစီးပွားရှာဒုက္ခတွေပါဆိုပြီးတော့ပြောပို့တဲ့လူတွေရှိတာပေါ့လေအဲ့တော့ဟို refugee ဆိုတဲ့ချင်းတွေဘယ်လို refugee ဖြစ်လာလဲဆိုတာနည်းနည်းလေးရှင်းပြပါဒါတော့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာပါဝင်နေတဲ့ပြည်နယ်တစ်ခုဆိုတော့ဒီလူခွင့်ရေးချိုးဖောက်မှုအခြေအနေကိုကြည့်ချင်းအဖြစ်ဘယ်လောက်ထိပြည်သူတွေကဆူဆူဝါခံစားခဲ့တယ်လဲဆိုတာသိတာတယ်လေဆိုတော့ကျွန်တော်တို့ချင်းလူမျိုးတွေဟာစင်းရဲလို့နိုင်ငံတကာကိုမတော်ဘူးပါဘူးအစားစရာမရှိလို့ဒီစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမှဒီအမြင့်ရက်ကိုဆုံးခွာပြီးတော့သွားတဲ့လူတွေကြီးပဲရှိနေတယ်ဆိုတော့ကျွန်တော်တို့စင်းရဲလို့သွားတယ်ဆိုတဲ့ဟာတော့မဖြစ်နိုင်ဘူးစစ်တပ်တက်လာမှဒီကျွန်တော်တို့ရဲ့နေမြေဒေသမှာလွတ်လပ်မှုမရှိတော့လို့တော့မဟုတ်လူခွင့်ရေးအချို့ဖောက်ခံနေရလို့နေလို့မရတော့လို့ကျွန်တော်တို့ထပ်ပြီးခဲ့တာဖြစ်တယ်ဆိုတော့
အဲ့ဒီနေရာမှာဒီအောင်ဆန်းစုကြည်ရတောင်ဟိုဟာပြောခဲ့တဲ့စကားတစ်ခွန်းရှိတယ်ဒါဘာလဲဆိုတော့မြန်မာပြည်တစ်ပြည်လုံးဒီဒီတိုင်းမရှိတဲ့ဘာလဲထောင်တစ်ခုလိုပဲဆိုပြီးတော့သူပြောခဲ့ပူတယ်အဲ့ဒါကြောင့်ဒီကျွန်တော်တို့စင်းရဲမွေးတယ်လို့ထွက်ပြေးခဲ့တာမဟုတ်ဘူးအခုညချိုးပေါက်ခံရလို့ထွက်ပြေးခဲ့တာဖြစ်တယ်ဆိုတော့ဒီအဲ့ဒီကျွန်တော်တို့စထွက်ပြေးလာတဲ့အချိန်မှာကျွန်တော်တို့အကြောင်းကိုခုနပြောသလိုပေါ့နိုင်ငံတကာမသိခဲ့ပါဘူးအဓိကသူတို့သိခဲ့တဲ့ဟာဟိုကရင်ပြည်မှာဖြစ်ပျက်တဲ့ရှမ်းပြည်မှာဖြစ်ပျက်တဲ့ဟာတွေပဲသူတို့အဲ့လောက်ပဲသူတို့သိခဲ့တာဆိုတော့မြန်မာနိုင်ငံတခြားနေရာဒေသတွေကတော့ဟို peaceful လူပဲသူတို့ယူဆခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီလိုရှိပါတယ်ဆိုတဲ့အခြေအနေကိုသူတို့နားလည်နိုင်အောင်ဒီကျွန်တော်တို့မှတ်တမ်းတင်ထားတဲ့ဟာတွေကိုဒီဆူဆောင်းပြီးတော့အင်္ဂလိပ်လူဘာသာပြန်ပြီးတော့နိုင်ငံတကာကိုလိုက်ဝေပြီးတော့advocacy လုပ်ခဲ့တယ်ကျွန်တော်တို့လည်းမြန်မာပြည်မှာဒီလိုခံစားရပါတယ်ကျွန်တော်တို့တိုင်းပြည်မှာနေလို့မရတော့လို့ဒီလိုထွက်ပြေးလာတာဖြစ်တယ်တဲ့ထောက်ထားဒါတွေရှိတယ်ကျွန်တော်တို့မှာဒီအတင်းဓမ္မစိတ်ခိုင်းတာပြီးတော့တခြားလူခွင့်ရေးချိုးဖောက်မှုတွေကတော်တော်များနေလို့မနေရတဲ့လူတွေမခံနိုင်တော့တဲ့လူတွေထွက်ပြေးလာတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုစဉ်းစားပေးပါဆိုတဲ့ဟာမျိုး advocacy လဲကျွန်တော်တို့လုပ်လာခဲ့တာမနေပါဘူးဆိုတော့ဒီမှတ်တမ်းနေရာဆိုလို့ရှိရင် public record ဖြစ်သွားတယ်လေကျွန်တော်တို့ website ထဲမှာအဲ့ဒီနှစ်25လုံးလောက်လာခဲ့တဲ့မှတ်တမ်းတွေအကုန်ရှိတယ်ပြီးတော့အဲ့ဒီနိုင်ငံတကာသို့မဟုတ်ကုလသမဂ္ဂရဲ့သူတို့မှတ်တမ်းတွေမှာလည်းကျွန်တော်တို့ဒီပေးခဲ့တဲ့အရေးဆိုခဲ့တဲ့မှတ်တမ်းတွေလည်းအများကြီးရှိပါတယ်သူတို့စီမှာလည်းအဲ့ဒါအလုံးက public record ပါပဲဒီ CHRO ကတော့ဒီကဒီ documentation ဆိုတဲ့ဟိုပတ်တန်းတင်ချင်းပေါ့ပြီးကျွန်တော်ရဲ့ဒီပညာပေး advocacy လုပ်ရတော့ကြာဆိုတော့အဲ့ဒီ documentation ကဘယ်လောက်ထိပေါ့နော်ခံတော့မှုရှိတယ်လေပေါ့ UN မှာလည်းခုနဟို public မှာလည်းပြထားတာတွေအများကြီးရှိနေတော့ဟိုဒီနေ့ပြောပေးပါအောင်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့ CHRO အနေနဲ့အဓိကလောက်ဆောင်တာ၃မျိုးပေါ့နော် human rights documentation education နဲ့ advocacy လို့ကျွန်တော်ခေါ်တယ်ဒီ human rights documentation ကတော့လူခွင့်ရေးမှတ်တမ်းကောက်ယူတာစုဆောင်းတာအဲ့ဒီချက်ကျွန်တော်တို့အခုချိန်ထိပဲအစအရေနဲ့လောက်လာခဲ့တဲ့ဟာဖြစ်တယ်ပြီးတော့လူခွင့်ရေးသူများသိအောင်မှတ်တမ်းတင်ပြီးတော့စာရန်ထုတ်တာတွေအနေမပြူပြည်သူလူထုကိုကလူခွင့်ရေးဆိုတာဘာလဲသူတို့မှာခွင့်ရေးဘယ်လိုမျိုးခွင့်ရေးရှိလဲဘယ်လိုကကွယ်တဲ့လဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ဒီပညာပေးကဏ္ဍကိုလည်းကျွန်တော်လှုပ်ဆောင်တယ်ကျွန်တော်တို့ဒီမြန်မာပြည်ကိုပြန်မဝင်ခင်တော့ဆိုလို့ရှိရင်ဒီနေဆက်ဒေတာတခြားမှာကျွန်တော်တို့ဒီ ထိုင်းမှာပဲဖြစ်အိန္ဒိယမှာပဲဖြစ်ဒီပြည်တွင်းထဲလူတွေကိုခေါ်ပြီးတော့သင်တန်းပေးတာမျိုး
ကျွန်တော်အများကြီးလုပ်ခဲ့ရတယ်ပြီးတော့ဒီနိုင်ငံမှာပြန်အခြေပြန်ဆိုင်လာတဲ့ချိန်မှာ2013ကနေဒီနေ့အထိပေါ့ပို့ပြီးတော့အဲ့ဒါကိုလောက်ဆောင်လာတယ်ပြီးတော့ advocacy ရကြတော့ကျွန်တော်တို့အဲ့ဒါနဲ့တွင်တွေးပြီးတော့အမြဲတမ်းလုပ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ advocacy လုပ်တဲ့ချိန်မှာဒီဒါကိုလုပ်ပေးပါဒီလိုရှိပါတယ်ဆိုတဲ့ဟာနဲ့စကားမပြူသူတို့ဘာလုပ်ပေးမှာမဟုတ်ဘာမှလုပ်ပေးမှာမဟုတ်ကျွန်တော်တို့တက်တဲ့အထောက်ထားတဲ့ကျွန်တော်တို့ကိုယ်တိုင်ကစူးစောင်းထားတဲ့သတင်းအချက်လက်တွေကိုအသုံးပြုပြီးတော့ဒီလိုဖြစ်ပါတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တင်သွင်းတယ်ပြီးတော့လှုပ်ဆောင်မှုတွေကိုအဲ့လိုကျွန်တော်တို့လုပ်ခဲ့တာဖြစ်တယ်ပြီးတော့ဒီအနှစ်25တောတွင်းမှာကျွန်တော်တို့ရဲ့သတင်းအချက်လက်စုဆောင်းမှုကခိုင်လုံမှုရှိမရှိဆိုတဲ့ဟာကျွန်တော်တို့ဘယ်လောက်ထိအယုံကြည်မှုရှိတယ်လဲဆိုတော့အချက်ပေါ်မှာကျွန်တော်တို့ကြည့်လို့ရတယ်ဒီနေ့ဒီချိန်ထိကျွန်တော်တို့ကဒီသတင်းကိုအချက်လက်ကောက်ယူတာမျိုးမမှန်ကန်ဘူးဆိုပြီးတော့အယုံကြည်မရှိတာမျိုးမရှိဘူးအဲ့ဒါကိုလည်းကျွန်တော်တို့ထိန်းသိမ်းပြီးတော့ကျွန်တော်တို့ဆောင်ရွက်ဖို့ကြိုးစားနေတယ်ဆိုတော့credibility အဓိကယုံကြည်မှုခိုင်မာတိဆောက်ဖို့အရေးကြီးပါတယ်အဲဒါကြောင့် documentation နဲ့ advocacy ဒီဒွန်တွေးသွားနေတဲ့ဟာဖြစ်ပါတယ်ထုတ်ခဲ့ပြီးသားစီရင်ခံစာတွေမှာပေါ့လေလူခွေးချုပ်ဖောက်မှုတွေပေါ့ကျွန်တော်ချင်းဒီဖက်မှာအရင်စစ်ဆူရကတုံးပါပေါ့လေဒူတမ်းမှုတွေပေါ့နော်လေဝါကရင်ဖြစ်စီမှုတွေပါလေဒီဖြစ်နေတော့အခုချိန်မှာလည်းမြန်မာနိုင်ငံ ICJ ကံပြားရဲ့တရားစွဲဆိုမှုကြောင့်ပေါ့နော် ICJ ရောက်နေတဲ့ဟာရှိနေတော့ဒီအဲ့ဒါလေးဒီပြန်ပြီးတော့တရားစင်ကြီးနိုင်လောက်အောင်ပေါ့ချိုးဖောက်ခံရတဲ့လူတွေကိုအမှုတွေလုပ်လို့ရမလားပေါ့နော်အဲ့လို documentation ပဲလောက်တာလားအဲ့ဒီကဏ္ဍကိုဘယ်လိုလောက်ဖို့ရှိရှိတယ်ကျွန်တော်ကဒီနေ့စနေမြပဲဒီdocumentation သတင်းအချက်လက်ကောက်ယူမှုကဘယ်လောက်ထိခိုင်မာအောင်ပို့ပြီးတော့ခိုင်မာလာအောင်ကျွန်တော်တို့လုပ်မလဲဆိုတာနဲ့စနေမြပဲကျွန်တော်တို့ကြိုးစားနေတာဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီမှတ်တမ်းတင်ထားတဲ့ဟာတွေကအလကားကျွန်တော်တို့လုပ်တာမဟုတ်ဘူး။သူများသိရုံနဲ့ပြည်တာမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့ဒါ historical document တွေဖြစ်လာမယ်။ပြီးတော့အများပြည်သူကဟိုတစ်ချိန်တော့ဒီလိုဖြစ်ခဲ့ဖူးပါတယ်ဆိုတဲ့ဟာမျိုးပြန်ပြီးတော့တမိုင်းကိုပြန်ကြည့်တဲ့နေရာမှာအထောက်အကူပြုစေမဲ့စာတမ်းတွေဖြစ်ဖို့ကျွန်တော်တို့နေစဉ်နဲ့များပဲကျွန်တော်တို့ကြိုးစားနေတာဖြစ်တယ်ပြီးတော့အဲ့လိုပဲနိုင်ငံရေးအပြောင်းလဲရှိတဲ့အချိန်ကာလရဲ့နောက်ပိုင်းမှာပေါ့ဒီတကယ် national reconciliation အမျိုးသားပြန်လေinjustice ကျွန်တော်တို့လှုပ်ဆောင်တဲ့နေရာမှာတမိုင်းမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကမေ့သွားလို့ရှိရင်အဲ့ဒါ national reconciliation ဆိုတာတကယ်ဖြစ်လာနိုင်မှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့မှတ်တမ်းတင်ခဲ့တဲ့ဟာတွေလည်းuseful ပြန်ဖြစ်လာမယ်ပေါ့အသုံးပြောင်းဝင်လာနိုင်တယ်အခု ICJ လူမျိုး ICJ ကတော့ဟိုကန်ဒါမတူဘူးဆိုတော့လေကျွန်တော်တို့လို့ဒါချင်းအရေးကိုပဲ focus လုပ်ပြီးတော့ဒီမှတ်တမ်းတင်တာဖြစ်တယ်ဒါမဲ့လို့တကယ်လို့များကျွန်တော်တို့ချင်းရေးကို focus လုပ်လာတဲ့အချိန်မှာအဲ့ဒီအချိန်
ရှိလာလို့ရှိရင်ဒါကိုပြန်ကြည့်ရမယ်document တွေပဲဖြစ်လာမယ် အရင်ကကျွန်တော်သတင်းတွေကြားဖူးတာပေါ့လေဒီခန့်ကြမတော်ကနေဈေးချော်ရေးကို Facebook ကနေတစင်းချင်းချုပ်စာလေးတွေပို့လာနေပါရင်ပေါ့နော်အဲ့လိုတွေကျွန်တော်ကြားနေရအောင်ဆိုတော့ဒီဈေးချော်ရေးဝန်ထမ်းတွေပေါ်ပါဖြစ်ဖွဲ့စည်းနေတယ်ဖြစ်ဒါချင်းချုပ်မှုတွေတွေကချစ်ဆက်ပြီးတော့တွားနေတဲ့ခါမှာအန်တာများဖြစ်မလားပေါ့နော်ဘယ်လိုများပြောချင်ဒီ human rights လူခွင့်ရေးအတွက်လုပ်ရတယ်ဆိုတာဒီ risk အမြင်ရှိနေမှာပဲကျွန်တော်တို့သတင်းချက်လက်တွေကိုမကျေနပ်တဲ့လူတွေကအဲ့လိုမျိုးဒီချင်းချောက်တာမျိုးလုပ်တဲ့လူတွေအမြင်ရှိလျောက်မှာအဲ့ဒါတော့ကျွန်တော်တို့ဒီ expectation တော့ကျွန်တော်တို့ရှိပြီးသားဆိုတော့ဒီကျွန်တော်တို့ security ဆိုတဲ့ဟာအရန်ပြီးတော့တတိထားပြီးတော့ကျွန်တော်တို့ဂိုင်းတွေဖို့ကြိုးစားနေတယ်ပြီးတော့အရင်ပြီးခဲ့တဲ့ခုနပြောတဲ့ဒီနဲ့25နှစ်ကာလတော်တွင်မှာလဲကြုံတွေ့ခဲ့ရတာရအများကြီးရှိခဲ့တယ်ပေါ့ကျွန်တော်တို့ field worker တွေတင်းကောက်တဲ့လူတွေကြုံတွေ့နေပြဿနာလာရှာတဲ့လူတွေဒီဘေးကအန်ဒရီယာနဲ့မကင်ဘယ်သူတို့လောက်လာခဲ့တာဆိုတော့အခုဒီချိန်မှာလဲအဲ့ဒီ security ကိုကျွန်တော်တို့ဒီကယူဆိုင်ပြီးတော့ပို့ပြီးတော့လုံးမယ်ပြီးတော့ဒီအမှန်တရားဖက်မှာကျွန်တော်တို့ရက်တည်နေတဲ့ကြောက်စရာတော့မရှိပါဘူးဘာဖြစ်လို့ဆိုတော့ဒီချင်းချောက်လာတဲ့လူတွေကအမှန်တရားကိုလက်မခံနိုင်လို့သူတို့ချင်းချောက်တာပဲလို့ကျွန်တော်မြင်တယ်ပြီးတော့လူခွင့်ရေးအတွက်အလုပ်တာကိုကျိုးအတွက်မလုပ်ဘူးဆိုတာသူများဒီအချို့ဖောက်ခါနေရတဲ့လူတွေရဲ့သူတို့ကိုယ်တိုင်သူတို့အရေးကိုမဆိုနိုင်တဲ့မပြောနိုင်တဲ့လူတွေကူစားလုပ်နေတယ်ဆိုတဲ့ဒီအဲ့ဒီမျိုးစင်ခုံမှုတွေတော့ကျွန်တော်တို့ဂျုံတွေ့ဖို့ကတော့ဒီစာရဲနဲ့မြုံလင်းထားတာပေါ့ဆေးချော်ခွေရဆိုရင်တော့ခုလိဖန်နဲ့ဖွံ့ဖြိုးရေးလုပ်ငန်းလေးတွေလုပ်နေတယ်လို့ကြားရတာပေါ့လေ။ online မှာတချို့လူတွေကလည်းပြောတာပေါ့ဒီလူခွင့်ရေးပိုင်းကိုတိတ်မသွားဘဲနဲ့ဖွံ့ဖြိုးရေးသွားနေတယ်ဆိုတဲ့ဟာလေးတွေလည်းဝေဖန်မှုလေးတွေကျွန်တော်ကြားနေရတာပေါ့လေ။အဲ့ဒီလိဖန်ကအဓိကပါတွေရွေးပြီးတော့ခုလုပ်နေတယ်လေဆိုတော့ပြောပြပါဦး။ Okay ဒီကျွန်တော်အခုလုပ်နေတဲ့ project တွေ့လေ project ဆိုတဲ့ဟာ livelihood security trust နဲ့ကျွန်တော်ထောက်ပံ့ပေးပြီးတော့လုပ်နေတာဖြစ်တဲ့အခါမှာအခြေစိုက်ပြီးတော့လေအဲ့ဒါကျွန်တော်တို့လုပ်နေရချင်းအကြောင်းရင်းကပထမအချက်ကကျွန်တော်တို့ပြည်ပမှာအခြေစိုက်လာခဲ့တယ်ဒီပြည်တွင်းထဲမှာလှုပ်ရှားတဲ့နေရာတွေမှာကျွန်တော်တို့အဓိကသတင်းစုဆောင်လုပ်ကျွန်တော်တို့လုပ်နိုင်ခဲ့တယ်ပြည်ပမှာခြေစိုက်တုံးပေါ့ပြီးတော့ခုနပြောသလိုလူခွင့်ရေးတင်ဒန်းတွေကိုအများကြီးတော့ပေးခဲ့တယ်ဒါပေမဲ့လို့ဒီနေဆက်ဒေတာတွေမှာလုပ်ခဲ့တယ်အဓိကအကြောင်းရင်းကလုံခြုံရေးအဲ့ဒီချိန်ဒီမှာဆိုလို့ရှိရင်ဒီပြည်ထရလူတွေကိုခေါ်ပြီးတော့အိန္ဒိယနေဆက်မှာပဲဖြစ်ဖြစ်ထိုင်းနေဆက်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့လူခွင့်ရေးပညာပေးတင်တန်းနေကျွန်တော်တို့ပို့ချခဲ့တယ်ကျွန်တော်တို့ဒီပြည်ထဲ
ဝင်ရောက်လာတော့ပြန်ဝင်လာတော့တကယ်တမ်းပြည်သူနဲ့ဒီရှင်ရင်နီတရား interaction အင်းအားနေနေတယ်ကျွန်တော်တို့ဖက်မှာဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့တွေးကြည့်တော့ဘလူများပြည်သူလူထုကိုဒီ grassroots level အနေနဲ့ကျွန်တော်တို့သွားတွေ့နိုင်မလဲတင်တန်းဒီလူခွင့်ရေးဒီ principle ဒီဘလူသွားပြောနိုင်မလဲဆိုတဲ့အနေအမှာအဓိကဒီဖွံ့ဖြိုးမှုအစီအစဉ်တစ်ခုအနေနဲ့တွားလို့ရှိရင်ဒီတစ်ဖက်မှာဒီဟာဒီ sensitive တိတ်မဖြစ်ဘူးအစိုးရအတွက်ကျွန်တော်တို့လုံခြုံရေးရှုထောင့်နဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ human rights ပြီးတော့အဲ့လိုနာမည်တက်ပြီးတော့ခေါင်းစဉ်တက်ပြီးတော့တွားလို့ရှိရင်ဒီအခက်အခဲတွေ့နိုင်တယ်ပေါ့အဲ့ဒါကြောင့်အဲ့ဒီပညာပေးတင်တန်းတွေကိုပြည်သူနဲ့ကျွန်တော်တို့တိုက်ရိုက် CHRO ကိုမိတ်ဆက်ပေးနိုင်မဲ့အခြေအနေမျိုးဒီ channel မျိုးကျွန်တော်တို့ဒီတွေးစားတဲ့နေရာမှာအခုလိုမျိုးတွေးလက် project လိုမျိုးထွက်လာတယ်ဆိုတော့ကျွန်တော်တို့ကအခုတွေးလက်လုပ်နေတဲ့ဟာတစ်ဖက်မှာဖွံ့ဖြိုးရေးလို့ပြောလို့ရတယ်လို့တစ်ဖက်မှာကျတော့အဓိကကျွန်တော်တို့ဒီ awareness raising ကိုကျွန်တော်တို့လုပ်တာဖြစ်တယ်human rights ပဲဖြစ်ဖြစ်ဒီအခုmigration အကြောင်းဘယ်လို safe migration ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတဲ့ဟာမျိုးအကြံပေးမှုဒီ awareness တွေကိုကျွန်တော်တို့အဓိကလုပ်နေရတာဖြစ်တယ်ဆိုတော့ဒီဖွံ့ဖြိုးရေးဆိုတဲ့ဟာလည်းဒီလူခွင့်ရေးတရက်ပေးလေဒီ everybody has the right to development ဆိုတဲ့ဟာဆိုတော့ဒီလိုပဲကျွန်တော်တို့လှုပ်ဆောင်နေရခြင်းဖြစ်တယ်ရခိုင်တပ်မတော်ရဲ့ဖန်ဆီးသွားတဲ့ထင်မှာပေါ့နော်အဲ့ဒီအစိုးရဘက်မှာတော့အယောက်80ကျော်စင်းတို့ပြောဆိုထားတာရှိတယ်လို့တို့ပြောထားတယ်အဲ့တော့ဒီCHROဘက်ကနေတော့14ရက်ပေါ့နော်14ပြုတ်ဆုံးနေတဲ့ဖန်ဆီးထားတဲ့လူလို့စင်းမှာပါသွားတာ။ဘာကြောင့်များလို့ကွာသွားတယ်ပေါ့နော်။ဒီဥဝေချင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဗာများခုနောက်ဆုံးချင်းနေပါများတည်ထားတာများရှိတယ်။ဟုတ်ကဲ့ဒီဖန်ဆီးထားတဲ့လူအစင်းပြုတ်စုတဲ့နေရာမှာကျွန်တော်တို့ဖက်ပြောထားတဲ့14ယောက်ဆိုတဲ့ဟာကရဖန်ဆီးထားပါတယ်ပြီးတော့ဖန်ဆီးမှုအနေပြန်လွတ်မလာသေးဘူးသူတို့ရွာကိုပြန်မရောက်သေးတဲ့လူတွေကိုကျွန်တော်တို့ဆိုလိုချင်းဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အခုချိန်ထိပျောက်နေတဲ့လူတွေအဲ့ဒီလူတွေအကြောင်းကိုလည်းကျွန်တော်တို့ CHRO ကိုတိုင်ဒီ confirm လုပ်ထားတဲ့ case တွေဖြစ်တယ်အစိုးရဖက်ပြောတဲ့ရောက်80ကျော်ဆိုတဲ့ဟာဖြစ်နိုင်ချေတခုကဖန်ထားတဲ့လူတွေကမနေတော့ဘူးဆိုတော့အစိုးရစရင်အရဒီအဲ့ဒီစရင်ပဲဖြစ်နိုင်တယ်ကျွန်တော်တို့ဒီတလာဝဖန်ထားတဲ့လူတွေထဲမှာပြန်လွှတ်ပေးတဲ့လူတွေကလည်းအများကြီးရှိတယ်ဥပမာဆိုလို့ရှိရင်တရွာလုံးဖန်ခံပြီးတော့ဒီဘင်္ဂလားဒေ့ရှ်နေဆောက်ခေါ်ဆောင်သွားပြီးတော့ဒီလာနေချီပြီးထိန်သိမ်းတဲ့နောက်ပိုင်းမှာသူတို့လွတ်တာပဲဖြစ်ပြီးတော့ဒီထွက်ပြေးတဲ့လူတွေပဲဖြစ်အဲ့ဒါလေး
တော့ရှိတယ်အဲ့ဒါကြောင့်ဘယ်ဒီစရင်ကကွာနေတယ်ထင်တယ်ပြီးတော့ Hoytin အကြောင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်ခုနပြောတဲ့14ယောက်ဆိုတဲ့နေရာမှာဟို Hoytin လည်းပါတယ်အဲ့ဒီစရင်ကို Hoytin အဖန်ခံတဲ့နောက်ပိုင်းမှာဒီကျွန်တော်စရင်တွေကိုပြန်ကြည့်ပြီးတော့ဒီပြန်ချုပ်တာဖြစ်တယ်ဆိုတော့ Hoytin ကတော့သူအဖန်ခံတဲ့နေရာစပြီးတော့သူ့အခြေအနေကိုတစုံတရာမှကျွန်တော်တို့တည်ထားတာမရှိဘူးအဲ့ဒါကြောင့်ပဲကျွန်တော်တို့ကAAကိုတောင်းဆိုထားတာမလွတ်ပေးသည့်တိုင်အောင်သူမိသားစုသူ့ကိုရွေးချယ်လိုက်တဲ့ပြည်သူဒီတလဝနေကလူတွေကျွန်တော်ချင်းပြည်သူပြည်သားတွေအားလုံးသူကြမ်းကြမ်းမှာရှိပါတယ်ဆိုတဲ့ဟာကိုဒီ evidence တစ်ခုနဲ့ဖော်ပြပေးပါဆိုတာကျွန်တော်တို့တောင်းဆိုထားတယ် AA ကတော့ဒီသူကကြမ်းမှာပါတယ်ထိမ့်သိမ့်နေစေပါပဲဒီလုံချုံကြီးရစပီထိမ့်သိမ့်နေဦးမယ်ဆိုတဲ့ဟာပဲပြောတယ်ဒါပေမဲ့အဲ့ဒီတက်တဲ့ထောက်ထားသူအသက်ရှင်နေသေးပါတယ်ပြီးတော့ဒီကောင်းကောင်းမွန်မွန်ကြမ်းကြမ်းမာမာနဲ့သူရှိနေတယ်ဆိုတဲ့ဟာကိုတက်တဲ့ထောက်ထားနဲ့ပြထားတာတော့မရှိဘူးဆိုတော့ဒီအရင်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပါတီတွေရောခြားရဖက်ဖွဲ့စည်းတွေရော statement တွေထောက်ထားတာရှိပါတယ်ဘိုးချင်းလူငယ်ဖွဲ့စည်းရဲ့ statement မှာလည်းဒီဥပဒေချင်းတွေဖန်ဆီးမှုကြောင့်ပေါ့နော်ပြင်အခုဖြစ်နေတဲ့တက်ပွေးတွေပြဿနာတွေကြောင့်ဒီဆက်လက်ပြီးတော့ထင်းသိမ်းနေလို့ဆိုရင်တော့လူမျိုးကြီးပြဿနာတွေဖြစ်နိုင်တယ်လို့ပြောထားတာတွေရှိပါတယ်ဆိုတော့ကျွန်တော်တို့ဟိုအခြေအနေဘယ်လိုတုံ့တက်မိပါတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်အမြင်မှာတော့ဒီလူတွေအားလုံးကအဲ့လိုမျိုးလူမျိုးရေးအသွင်မဆောင်လာနိုင်အောင်ဖြစ်ဖို့ကတော့လူလာကြတယ်ပေါ့အားလုံးကတခုရှိတာကဒီအခုဘလဝမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာက very unique ဖြစ်တယ်တမှုထူးဆန်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ချင်းလက်နဲ့ကန်တပ်ဖွဲ့နဲ့တပ်မတော်နဲ့တိုက်ခိုက်ပြီးတော့ပြဿနာကျူးဆက်မဟုတ်ဘူးကျွန်တော်တို့နေမြေမှာဒီတိုင်းသားလက်နဲ့ကန်ကျွန်တော်တို့ချင်းမဟုတ်တော့တိုင်းသားလက်နဲ့ကန်အဖွဲ့အစည်းတစ်ဖွဲ့နဲ့မြန်မာတပ်မတော်ကြားထဲမှာဖြစ်ပျက်နေတဲ့ပြဿနာတွေဖြစ်တယ်အဲ့ဒီနေရာမှာချင်းပြည်သူလူထုကသူတို့ကဒီကြားထဲမှာညှက်တာပေါ့အဲ့ဒါကြောင့်သူတို့ဒီဒေသခံတွေအနေနဲ့ဘာဖြစ်လို့ကိုဒေသမှာကိုပြည်နေမှာလာပြီးတော့တခြားသောလူမျိုးနှမျိုးကကျွန်တော်တို့ဒီလောက်ထိဒုက္ခပေးရတယ်လေဆိုတဲ့ဟာအတူမျိုးတွေဖြစ်လာတယ်အဲကြောင့်ဒီအခုဦးဝဲတင်သူတို့ဘလဝနဲ့ရွေးချယ်ခံထားတဲ့ဒီအမတ်တယောက်ဖန်ခံလာသူလည်းဖန်ခံတဲ့လူတွေမှာထဲမှာပါလာပြီဆိုတော့ပြည်သူလူထုတွေကဆိုရင်မကင်ကြဘူးပေါ့အမတ်တယောက်လုံးကိုသူတို့ကဒီလောက်ထိမထီမဲ့မင်းပြုတ်ပြီးတော့ဖန်စီထိန်သိမ်းနေရနေလို့ရှိရင်ကျွန်တော်တို့ဒီတာမန်ပြည်သူပြည်သားတွေအတွက်လုံခြုံမှုဘာရှိလဲဆိုတဲ့ဟာမျိုးဖြစ်လာတယ်ဆိုတော့ဒီပြဿနာကကျွန်တော်တို့ဒီအမြန်ဆုံးပြည်စေချင်တယ်
below data ma tape web in the mia pitulu turia the loop kunyi chupa kane ama the lenakain put jama near pitulu to the sore chini who yawn in it. So the chini mo yata nai matali ku na sui mo lady who had papped out on the luchino tenant. ဟိုနောက်ဆုံးနေလဲဗာညာအချင်းတာရှိတယ်နောက်ဆုံးအနေနဲ့ကတော့ဒီကျွန်တော်တို့အစီအခံစာနဲ့ပတ်သက်ပြီးတော့ပေါ့ဒီပထမချက်ကျွန်တော်တို့လူခွင့်ရေးနဲ့ပတ်သက်လာပြီးတော့ဒီတူတက်မှုမရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်ပြီးတော့ဒုတိယချက်2009မှာတော်တော်ဆိုးဝါးတဲ့ချုပ်ဖောက်မှုတွေဖြစ်လာတယ်အခုအယောက်14ယောက်ပျောက်ဆုံးနေစေဖြစ်တယ်ပြီးတော့ဒီတိုက်ပွဲကပိုပြီးတော့များလာတယ်ပြင်းထန်လာတယ်ပြည်သူလူထုတွေကဒီဒုက္ခပေါင်းများစွာနဲ့ကြုံတွေ့နေရတယ်ဒီလူမျိုးသားဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့2020မှာဒီလူခွင့်ရေးအခြေအနေအပူပြီးတော့ဆိုးဝါးလာနိုင်တဲ့အခြေအနေမှာကျွန်တော်တို့ရှိနေတယ်အဲဒါကြောင့်ဒီမှာဒီပြဿနာမှာဒီအဓိကတိုက်ပွဲဖြစ်နေတဲ့ဗမာစစ်တပ်နဲ့ဒီရခိုင်တပ်မတော်အနေပြည်သူလူထုစာနာထောက်ထားပြီးတော့လောက်ဆောင်တဲ့အချက်တွေအများကြီးရှိတယ်တခုကဒီနှစ်ဖက်စလုံးချက်ချင်းရက်တက်စေချင်တာဒီမြေမြုပ်ပါမိုင်းထောင်ထားတဲ့ဟာတွေကိုရုပ်သိမ်းပြီးတော့ဒါမျိုးပြန်မကျင့်သုံးအောင်သူတို့လုပ်တင်တယ်ပြီးတော့ပြည်သူလူထုတွေကိုအတင်းအဓမ္မစိတ်ခိုင်းတာအခုလိုမျိုးဖမ်းဆီးတာနှိပ်စက်တာထိမ့်သိမ်းတာမျိုးသူတို့ရှောင်ပြီးတော့တက်နိုင်တဲ့ရှောင်ပြီးတော့လုပ်တင်တယ်ပြီးတော့နိုင်ငံတကာအစိုးရလည်းဒီမြန်မာပြည်အခုပြဿနာဖြစ်နေတဲ့နေရာဒီမှာသူတို့လိုအပ်နေတဲ့ဒီ humanitarian assistance တွေကိုပေးနိုင်ဖို့မြန်မာဆိုရကို pressure ပေးတဲ့နေလို့ကျွန်တော်တို့ယူဆတယ်ဘာလို့ဆိုတော့ဒီနေရာတွေမှာကတ်သက်ချက်တွေအများကြီးရှိတယ်ပြည်သူလူထုတွေကသူတို့စာဝတ်နေရေးအတွက်နဲ့စဉ်ရုန်းကန်နေရတဲ့ပြင်ဒီတိုက်ပွဲကြောင့်မလို့ဒီသူတို့supply line ပြတ်တောက်နေတဲ့အခြေအနေမျိုးမှာရှိနေတော့နိုင်ငံတကာလည်းမြန်မာပြည်စုရောက်ကိုအဲ့လိုမျိုးဒီနိုင်ငံတကာဖွဲ့စည်းတွေဘယ်လိုအနေနဲ့မှာ operate လုပ်နိုင်ဖို့pressure ပေးတဲ့နေဆိုတာကျွန်တော်ယုံကြည်တယ်ဆိုတော့ခုနပြောသလိုပေါ့ဒီ2020ဒီရွေးကောက်ပွဲလည်းဖြစ်လာတော့မယ်ဆိုတော့ဒီပြည်သူလူထုရဲ့စာဝတ်နေရေးပြီးတော့ဒီဘလဝဒေတာအခြေအနေဒီလာမှုမရှိလို့ရှိရင်အမှနေနာမှုကျွန်တော်တို့ကြုံတွေ့နိုင်တယ်ဥမာဒီဒေတာဒီမှုမရှိဘူးဆိုပြီးတော့အကြောင်းပြပြီးတော့ဒီ election cancel လုပ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲဒါကြောင့်ဒါရီဝထိတ်စဉ်းစားပြီးတော့ဒီခုနပြောတဲ့
သက်ဆိုင်ရာအတီးတီးအပေါ့သူတို့ကျွန်တော်တို့ကြံပေးချက်တွေကိုအလင်းနဲ့ထားပြီးတော့ကြည့်ပေးစေချင်တယ် ခုလိုချင်းပေးတဲ့အတွက်ထူးခြားရေးတင်ပါတယ် ကျေးဇူးတင်ပါတယ်